Hey, can you borrow your pencil to me? Hey, ခဲတယ်လေခဏလောက်ငါသုံးပါလားအဲ့လိုမျိုးသုံးရင်မှားတယ်နော်အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့ lend and borrow ပေါ့နော်အဲ့ဒီစကားလုံးနှလုံးကကျမတို့ရောပြီးသုံးလေးရှိတယ်အဲ့ဒီတော့ဒီနေ့အဲ့စကားလုံးနှလုံးကိုအတူတူလေ့လာကြည့်ကြမယ်မြန်မာစကားမှာဆိုရင်တော့ဟဲ့ငါ့ကိုငါသုံးပါအောင်ချီးသုံးပါအောင်အေးငါလေချီးလေပေးတဲ့လူရောယူတဲ့လူရောကျမတို့အတူတူပဲသုံးတယ်အင်္ဂလိပ်စာမှာကြတော့မတူတော့ဘူးအလွယ်မှတ်ရမှာဘာလဲဆိုလို့ရှိရင်ကိုကပဲချီးပေးပေးသူကပဲငှားပေးပေးအထွက်ဆိုလို့ရှိရင် land ဟုတ်ပြီနော် land လိုက်ပြောကြည့်ပါဦး land ဟုတ်ပြီကိုကပဲလက်ခံကိုကပဲငှားသူကပဲငှားလက်ခံတာပေါ့နော်အဝင်ဆိုလို့ရှိရင်အဲ့ဒါကဘာလဲဆိုရင် borrow လိုက်ပြောကြည့်ပါဦး borrow ဟုတ်ပြီနော်အဲ့တော့ရှေ့မှာကျမသုံးခဲ့တဲ့စာကြောင်းကဘာလို့မှားတာလဲဆိုလို့ရှိရင် can you borrow မဟုတ်တော့ဘူးသူစီကထွက်မှာလေနော်အဲ့တော့ can you lend me your pencil please ကိုကငားမယ်ဆိုလို့ရင် can I borrow ကိုစီဝင်မှာလေနော် borrow ဝင်မှာလက်ခံရမှာအဲ့တော့ can I borrow your pencil please ဟုတ်ပြီနော်အဲ့ဒါဆိုရင် example စာကြောင်းလေးတွေကြည့်လိုက်ရအောင် Can I borrow 5,000 jets 9000လောက်ချီစမ်းပါ Can you lend me 5,000 jets 9000လောက်ချီစမ်းပါကိုစီဝင်မှာဆိုတော့ Can I borrow သူစီကထွက်မှာဆိုတော့ Can you lend me 5,000 jets ရမယ်တင်နော်နောက်တစ်ခုကြည့်လိုက်ရအောင် I borrowed some books from the library The library lent me some books ကိုကစာအုပ်ငှားတာကိုစီအဝင်ဆိုတော့ I borrowedစာကြည့်လိုက်ကကြတော့ငှားပေးတာသူတို့စီကအထွက်ဆိုတော့ The library lent me some books အားလုံးပဲအင်းတစ်ခုရှင်းမဲ့တင်တယ်နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်